အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ AI အတွက်အသုံးပြုတဲ့ tokenizer အကြောင်းရယ်ပြီးတော့စလုံးတစ်လုံးနဲ့ AI ရဲ့အားနည်းချက်ကိုဘယ်လိုမျိုးအသုံးချလို့ရနိုင်လဲဆိုတာကိုနမူနာ Python code တစ်ခုနဲ့ပြောပြမှာဖြစ်တယ် AI ကလူတွေရဲ့ဘာသာစကားကို NLP ကနေပြီးတော့ process လုပ်ပေးမှသူကနားလေတာ NLP ဆိုတာက Natural Language Processing ကိုပြောတာဖြစ်တယ် NLP ကဘယ်လိုအလုပ်လုပ်လဲဆိုတော့သူထဲရောက်လာတဲ့ data တွေကိုနားလည်ဖို့အရင်ဆုံးသူက tokenize လုပ်လိုက်တယ်ဥပမာဆိုရင်ဒီ website ထဲမှာ ChatGPT tokenization ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ကြည့်အောင်သူထဲကိုအခုလိုမျိုးစာကြောင်းတစ်ကြောင်းထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာတွေ့ရတဲ့တစ်ခုချင်းစီကို token လို့ခေါ်တယ်ဒီ token တွေမှာတစ်ခါလေးသတ်မှတ်ထားတဲ့ ID တွေရှိတယ်ဒီအပေါ်မှာမြင်ရတာတွေ ID တွေသူ AI model တစ်ခုနဲ့တစ်ခုက token ID သတ်မှတ်ပုံမတူဘူးဒါကြောင့်မလို့ AI model တွေရဲ့ဒီ service charges တွေ accuracy တွေ performance တွေကလည်း AI model ပေါ်မူတည်ပြီးတော့တစ်ခုနဲ့တစ်ခုကမတူဘူးနောက်ပြီးတော့ ChatGPT version တစ်ခုနဲ့တစ်ခုဆိုလို့ရှိရင်လည်း token ID သုံးထားတာမတူဘူးဥပမာဆိုရင် ChatGPT version 3.5 ဆိုပါစို့ဒါဆိုရင်သူက question mark ကလွဲပြီးတော့တခြား token တွေကတခြား token တွေရဲ့ ID တွေကမတူဘူးဒါပေမဲ့ version 3.5 ကသူ့အသုံးပြုကဈေးသက်သာတယ်ဒီဘက်ချမ်းကတော့ဒါတွေကတော့ model နဲ့ပတ်သက်တဲ့အချက်လက်တွေပေါ့နော် performance နည်းတယ် latency ကျတယ်တကယ် ChatGPT 5 ဘက်ကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုရင်ဈေးနှုန်းကတော့ 3.5 ထဲများတယ် performance ပိုကောင်းတယ် latency ကတော့တိုတယ်ပေါ့နော် okay ဒါကိုကျွန်တော် tokenization လို့ခေါ်တယ်ဒီလိုမျိုး assign လုပ်ထားတဲ့ token တွေရယ်သူတို့ရဲ့ ID တွေရယ် NLP ထဲကိုရောက်သွားလို့ရှိရင်ဒီ token တွေထဲမှာကျန်းတဲ့စကားလုံးတွေအစိတ်တောက်ဖြစ်စေတဲ့စကားလုံးတွေအန္တရာယ်ဖြစ်စေတဲ့စကားလုံးတွေပါလားဆိုတာကိုသူက safety filter နဲ့စစ်ထုတ်တယ်အကယ်မပါဘူးဆိုမှသူ့ရဲ့ token ID ကိုသုံးပြီးတော့သူ vector ကိုရှာတယ်vector ကနေပြီးတော့ရလာတဲ့တန်ဖိုးတွေကိုမှသူ pattern တစ်ခုထုတ်ပြီးတော့အဲ့ဒီ pattern ကိုမှ AI ကနားလည်တာဖြစ်တယ်ဟို pattern ဆိုတာဒါမျိုးကိုပြောတာဖြစ်တယ် AI ကဘာသာစကားကိုနားလည်ပြီးတဲ့နောက်မှာသူကဘာလုပ်လဲဆိုတော့ reasoning ဆိုတာလုပ်တယ်reasoning ဆိုတာဘာလဲဆိုတော့လူရဲ့အုံနောက်လိုမျိုးပဲအသိဉာဏ်ရှိတာကိုပြောတာဖြစ်တယ်လူရဲ့အုံနောက်လိုမျိုး knowledge တွေရှိတဲ့အတွက်သူစဉ်းစားနိုင်တယ်ဆုံးဖြတ်နိုင်တယ်အဲ့ဒါမျိုး reasoning လုပ်တယ်လို့ပြောတာဖြစ်တယ်ဒါပေမဲ့ဘလို့ AI model ပါပဲဖြစ်ဖြစ်ပေါ့နော် NLP ကိုသုံးထားမှာသူကလူရဲ့ဘာသာစကားကိုနားလည်တာဖြစ်တယ်ဒါပေမဲ့တချို့ AI model တွေကြတော့ NLP ပါတယ်ဒါပေမဲ့ reasoning မလုပ်နိုင်ဘူး AI model တိုင်းမှာတော့ NLP ပါတယ်အကယ်၍ reasoning မလုပ်နိုင်တဲ့ AI model ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ NLP ကနေ token break attack ဖြစ်နိုင်တယ်ဒါပေမဲ့ NLP တိုင်းတော့မဟုတ်ဘူး byte encoding နဲ့ word piece tokenization algorithm တွေသုံးထားတဲ့ NLP တွေဆိုလို့ရှိရင်အန္တရာယ်ရှိတယ်ဒီ algorithm နှစ်ခုကို reasoning လုပ်နိုင်တဲ့ element တော်တော်များများအသုံးပြုထားလို့ပြဿနာတော့သိပ်မရှိဘူးဒါပေမဲ့ reasoning မလုပ်နိုင်တဲ့ AI model တွေဆိုလို့ရှိရင်တော့ပြဿနာရှိတယ်ဒါဆိုရင်ကျွန်တော်အရင်ဆုံး safety filter ကိုဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်ကြည့်အောင်AI model တခု develop လုပ်တဲ့အခါမှာ token ထဲမှာ toxic စကားလုံးတွေ filter လုပ်ဖို့အတွက် detoxify ဆိုတဲ့ Python package ကိုသုံးလို့ရတယ်ဒီ package က data တွေနဲ့ train ပြီးသားဒါကြောင့်မို့ကျွန်တော်တို့ Python program ထဲမှာတခါတည်းတန်းသုံးလိုက်လို့ရတယ် NLP model တစ်ခုဖြစ်တယ်သူကဘာလုပ်လဲဆိုတော့ prompt ထဲမှာချိန်ချောက်တာတွေတိုက်ခိုက်တာတွေဆဲဆိုတာတွေကြမ်းတမ်းတဲ့စကားလုံးတွေပါမပါသူကစစ်ပေးနိုင်တဲ့ package တစ်ခုဖြစ်တယ်ဒါပေမဲ့သူ့ကို token break လုပ်ပြီးတော့ bypass လုပ်လို့ရတယ် okay ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုတော့ Python program နဲ့နမူနာကြည့်အောင်ဒီ program ကိုကျွန်တော် GitHub မှာလေး share ထားတယ်အရင်ဆုံး virtual environment တစ်ခု create လုပ်လိုက်မယ်ပြီးရင် pip install နဲ့လိုအပ်တာတွေကို install လုပ်မယ်ကျွန်တော် program မှာ install လုပ်ပြီးသားဖြစ်တဲ့အတွက်အခုလိုမျိုးလာပြမှာဖြစ်တယ်ဒီ program ထဲမှာဆိုလို့ရှိရင်ဒါကနမူနာ safety filter class ဒီ class initialize လုပ်တဲ့အခါမှာ detoxify model ကို loading လုပ်တယ်ဒါကြောင့် program စ run တဲ့အခါမှာ download လုပ်ပြီးတော့ loading လုပ်တာဖြစ်တယ်နည်းနည်းကြာလိမ့်မယ်ဒီ model ကသူ pre-train model ဒါကြောင့်မလို့သူထဲဝင်လာတဲ့စာကြောင်းမှာ toxic တွေပါမပါသူသိတယ်ပြီးရင်ဒီနေရာမှာ user ရှိက prompt ကို analyze လုပ်တယ်ပြီးရင် prompt ကို toxify model တွေကိုထည့်ပြီးတော့ predict လုပ်ခိုင်းတယ်ပြီးရင် result တစ်ခုရလာလိမ့်မယ်ဒါကတော့ prompt ကထွက်လာမဲ့ result နဲ့ compare လုပ်ဖို့ threshold သတ်မှတ်တာthreshold ကိုကျွန်တော်က 40% သတ်မှတ်ထားလိုက်တယ်ဒါကတော့ threshold level နဲ့ predict လုပ်လိုက်လို့ရလာတဲ့ result နဲ့ကို compare လုပ်ပြီးတော့ဖြေထုတ်တာဖြစ်တယ် okay ဒါဆိုကျွန်တော်နောက်ထပ် class တစ်ခုကိုကြည့်မယ်ဒီမှာဒီ class ကတော့ AI assistant သူထဲမှာအရင်ဆုံး
safety filter ကို initialize မှာ loading လုပ်တယ်ပြီးရင် prompt ကို process လုပ်ဖို့ဒီနေရာနေလက်ခံတယ် prompt ကို analyze လုပ်တယ်prompt ကို analyze လုပ်ပြီးတော့ save ဖြစ်လားမဖြစ်ဘူးလားဆိုတာကိုစစ်တယ်အကယ်၍ prompt က save မဖြစ်ရင်ဘာကြောင့်မဖြစ်တယ်လဲဆိုတဲ့ message ပြပေးမယ်ပြီးရင် save မဖြစ်ဘူးဆိုလို့ရှိရင်ဒီမှာ block လုပ်မယ်โอเคဒါမှမဟုတ် prompt က save ဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာ pass လုပ်ပေးလိုက်မယ်ဒီအောက်မှာတော့ simulation လုပ်တာsimulation မှာ prompt 3ခုထည့်ထားတယ်ပထမ prompt ကတစ်ဖက်သားကိုအနှောက်အယှက်မဖြစ်စေနိုင်တဲ့ prompt မျိုးဒုတိယ prompt ကတော့တစ်ဖက်သားကိုအနှောက်အယှက်ဖြစ်စေမဲ့ prompt မျိုးနောက်ဆုံးတစ်ခုကတော့ token break attack ပုံစံမျိုးပေါ့နော် token break attack ပုံစံမျိုးဖြစ်တဲ့အတွက်ဒီ kill မှာသူ့ရဲ့ရှေ့မှာ x ထည့်ထားတယ်ဒါဆိုရင်သူကဒီကောင်ကိုသူ detect မလုပ်နိုင်တော့ဘူးအဲ့တော့ဒီ prompt 3ခုမှာပထမ prompt ကတော့တေချာပေါက် pass ဖြစ်မယ်ဒုတိယတစ်ခုကတော့တေချာပေါက် block ဖြစ်မဲ့ prompt တတိယတစ်ခုကတော့ကျွန်တော် program run ပြီးတော့ကြည့်မယ်ဒါဆိုရင်ဒီမှာဆိုရင်ပထမဆုံး prompt ကခုနပြောသလိုပဲ pass ဖြစ်တယ်ဒုတိယ prompt မှာတော့ဒီကောင်က block ဖြစ်တယ်ဘာလို့လဲဆိုတော့ toxic ဖြစ်တဲ့ prompt တစ်ခုဖြစ်နေတဲ့အတွက် block လုပ်လိုက်တယ်ဒီတတိယတစ်ခုမှာတော့သူက pass ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒီ k က x ပါတဲ့အတွက်ဒီ prompt ကို save ဖြစ်တယ်လို့သူကသိသွားတယ်bypass ဆိုတာဒီကောင်ကိုပြောတာဖြစ်တယ်အကယ် prompt မှာအခုလိုမျိုးအန္တရာယ်ဖြစ်စေနိုင်မဲ့ prompt ဆိုပေမဲ့လည်း prompt ထဲမှာစလုံးတစ်လုံးထည့်ပြီးတော့ AI model တွေကိုပို့လိုက်တာ ਨੇ AI model ရဲ့ safety filter က bypass ဖြစ်ပြီးတော့ AI model တွေကိုဒီ prompt ကရောက်သွားမှာဖြစ်တယ်အကယ်ဒီ prompt က AI model တွေကိုရောက်သွားခဲ့မယ်ဆိုလို့ရှိရင်အကယ် reasoning မလုပ်နိုင်တဲ့ AI model ဆိုလို့ရှိရင်ဒါမှမဟုတ်လဲ reasoning လုပ်နိုင်တယ်ဒါပေမဲ့ reasoning ကိုတေချာ train မထားတဲ့ AI model ဆိုလို့ရှိရင်ဒီ prompt နဲ့ပတ်သက်ပြီးတော့အသေးစိတ်အစီအစဉ်တွေကိုသူကပြောပြပေးမှာဖြစ်တယ်ဒါဆိုရင် H ကိုဖြုတ်ပြီးတော့ပြန် run ကြည့်မယ်ဒါဆိုရင်တတိယ prompt ကိုသူက block လုပ်သွားမှာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ် See you next time